ကောင်လေးတယောက်ဟာလမ်းဘေးမှာဘသူမှဂယုမဆိုင်ပဲပစ်ထားတဲ့တစ်တာအဟောင်းလေးတစ်လုံးကိုမမျှော်လင့်ပဲတွေ့ရှိသွားခဲ့ပါတယ်။ဒါဟာတကယ်တော့တန်ဖိုးကြီးမားတဲ့ဒေါင်းလွယ်တဲ့အမျိုးအစားတစ်တာဖြစ်နေပြီးကာလာပေါက်စေးသိန်းပေါင်းများစွာတန်ချင်းရှိနေတာပါ။သူဟာချက်ချင်းပဲအဲ့ဒီတစ်တာကိုကောက်ယူပြီးရှေးဟောင်းပစ္စည်းဆိုင်ကိုတွားဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့လမ်းမှာရှေးဟောင်းပစ္စည်းအယောင်းဆိုင်တဲ့တစ်ခုကိုဖြတ်သွားမှာတော့တန်ဖိုးသိန်း3000လောက်ရှိမဲ့ရှေးဟောင်းပကြီးကားတစ်ချက်ကိုထပ်မံတွေ့ရှိသွားပြန်ပါတယ်။ဆိုင်ရှင်ကိုရိပ်မိမှာဆိုလို့သူဟာဘေးနားကပန်းအိုးအတူတစ်လုံးကိုအရင်ကန်ကြည့်ပြီးဈေးမိလိုက်ပါတယ်။ဆိုင်ရှင်ကလည်းလူအထင်ကြီးခံခြင်းတဲ့ပုံစံနဲ့ညီလေးမင်းမျက်စိတော်တော်ဆူတာပဲအပါယူမယ်ဆိုရင်9000ပဲပြီးတော့လို့ပြောလိုက်တာပေါ့။ဒါပေမဲ့ကောင်လေးကအတူမဟုတ်ပါဘူး။ပန်းအိုးကိုပြန်ချပြီးလှည့်ထွက်ဖို့ပြင်တဲ့အခါမှာတော့ဆိုင်ရှင်ကတားကောင်လို့သွားမှာဆိုလို့သူ့ကိုပြန်ခေါ်ပြီးဈေးပြန်စစ်ခိုင်းပါတယ်။ဒီအခါမှာတော့ကောင်လေးဟာဆိုင်ရှင်ရဲ့အကွက်ထဲကိုရောက်သွားဟန်ဆောင်ပြီးစောစောကပကြီးကားကိုညွှန်ပြကဈေးမိလိုက်ပါတယ်။ဆိုင်ရှင်ကလည်းဒီတစ်ခါတော့လောဘမှာကြီးပဲအလိုက်တင်လေး300ပဲပေးယူသွားတော့လို့ရိုးရိုးသားသားပဲပြောလိုက်ပါတယ်။ဒါနဲ့ကောင်လေးဟာ300နဲ့3000တန်ပကြီးကားကိုပိုင်ဆိုင်သွားခဲ့တာပေါ့။ကောင်လေးမှာဒီလိုယတနာတွေကိုခွဲခြားနိုင်တဲ့စွမ်းအားဘယ်ကရလာလဲဆိုရင်လွန်ခဲ့တဲ့2ရက်ကသူဟာစောက်လို့ရေးခွင်မှာအုတ်တဲထန်းနေရတဲ့အလုပ်သမားတစ်ယောက်သာဖြစ်ပါတယ်။တနေ့မှာတော့သူဟာပြီးလက်မြေအိတ်ထဲကနေထူးဆန်းတဲ့ဖန်သားကြောက်တုံးလေးတစ်ခုကိုကောက်ရခဲ့ပါတယ်။အဲ့ဒီကြောက်တုံးလေးကိုတန်ရှင်းရေးလုပ်ပြီးတေချာကြည့်နေတော့မှပဲကြောက်တုံးဟာရွှေရောင်လင်းနှန်းအဖြစ်ပြောင်းလဲသွားပြီးသူ့မျက်လုံးထဲကိုတိုးဝင်သွားပါတော့တယ်။သူပြန်လို့လာတဲ့အခါမှာတော့သူ့ရှိကပစ္စည်းတိုင်းရဲ့တန်ဖိုးကိုကနန်းတွေနဲ့အတိအကျမြင်နေရတဲ့ယတနာတိမြင်သောနတ်မျက်စိကိုရရှိသွားတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာဆိုင်ရှင်စီကနေယတနာတွေဝယ်ယူခဲ့ပြီးရှေးဟောင်းပစ္စည်းဆိုင်ကြီးတစ်ခုကိုတွားရောက်ခဲ့ပါတယ်။အစပိုင်းမှာဆိုင်ဝန်ထမ်းကသူ့ကိုအထင်သေးပြီးမောင်းထုတ်ဖို့ကြိုးစားပေမဲ့ဆိုင်ရှင်ကြီးရောက်လာတဲ့အခါမှာတော့ဒါတွေဟာတန်ဖိုးမဖြတ်နိုင်တဲ့ယတနာတွေမှန်းသိသွားပြီးဝန်ထမ်းကိုစူပူကာကောင်လေးကိုအလေးနဲ့တောင်းပန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူရလာတဲ့ပစ္စည်းနှစ်ခုကိုဆိုင်ရှင်ကကျပ်သိန်း4000ယွမ်လေးတန်းနဲ့အပြက်ဝယ်ယူလိုက်ပါတယ်။တမနက်အတွင်းမှာတင်တတိဖြစ်သွားတဲ့ကောင်လေးဟာကျဲငါးပွင့်ဟိုတယ်မှာအကောင်းဆုံးဟင်းလျာတွေကို9000ဖိုးယွမ်9000လောက်မှယူစားတောက်လိုက်တယ်လို့သူမိဘတွေကိုလည်းအိမ်ကောင်းစားနဲ့ကားကောင်းစားတွေဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အေးလေငါနားနေလို့မဖြစ်သေးဘူးဒီနားကတောင်ပေါ်မှာတခြားယတနာတွေရှိအောင်ပါပဲ။နတ်မျက်စိဖွင့်လိုက်စမ်းလို့ပြောရင်သူဟာနောက်ထပ်ယတနာတွေကိုရှာဖွေဖို့ခီးဆက်လိုက်ပါတော့တယ်။